မင်္ဂလာပါခင်ဗျာ Movies Knowledge ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာ The Time Machine ဆိုတဲ့ကဘာကျော်သိပ္ပံစိတ်ကူးရင်စာရေးဆရာ H.G. Wells ရဲ့နာမည်ကြီးဝတ္ထုကိုပြန်လဲရိုက်ကူးထားတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးခြင်းပါတယ်ခင်ဗျာ Alexander Hartigan ဆိုတာကိုလံဘီယာတက္ကသိုလ်ကထူးချွန်တဲ့သိပ္ပံပညာရှင်တူဖြစ်ပြီးသူ့ရဲ့စိတ်ကူးရင်စံတဲ့အတွေ့အခေါ်တွေကြောင့်တခြားပါမုခတွေကြားမှာထင်ရှားသူပါတရက်မှာသူကချစ်သူအမ်မာကိုလက်ထပ်ဖို့ခွင့်တောင်းဖို့ကြိုးစားရင်လူရမှုတစ်ခေါက်နဲ့ကြုံခဲ့ရပြီးအမ်မာဟာဓာဘဲလက်ချက်နဲ့တေဆုံးသွားခဲ့ပါတယ်ချစ်သူကိုဆုံးရှုံးလိုက်ရတဲ့ဝမ်းနည်းမှုကြောင့် Alexander ဟာအခန်းထဲမှာလည်းအောင်းနေပြီး၄နှစ်လုံးအချိန်ခီးသွားဇက်ကိုတိထွန်ခဲ့ပါတယ်သူရဲ့တခုတည်းသောရည်ရွယ်ချက်ကအတိတ်ကိုပြန်သွားပြီးအမ်မာကိုတေမဲ့ဘေးကကဲ့ထုတ်ဖို့ပါဒါပေမဲ့သူအတိတ်ကိုပြန်သွားပြီးအမ်မာကိုဓာပြက်နဲ့မဆုံအောင်ဘလို့ပဲရှောင်ရှားပါစေအမ်မာဟာတခြားမတော်တဆမှုတစ်ခုနဲ့ထပ်မံတေဆုံးသွားခဲ့ပြန်ပါတယ်အတိတ်ကိုဘာလို့ပြောင်းလဲလို့မရတာလဲဆိုတဲ့အဖြေကိုရှာဖို့အတွက်သူဟာအနာဂတ်စီကိုခရီးထွက်ခဲ့ပါတယ်2030ခုနှစ်က Vox လို့ခေါ်တဲ့အရာရာကိုသိတဲ့ပုံရည်ရောက်ဇက်နဲ့တွေ့ပေမဲ့အဖြေမရခဲ့ပဲ2030ခုနှစ်ကိုရောက်တဲ့အခါမှာတော့လူသားတွေကလကဘာဘောကမိုင်းခွဲမှုကြောင့်လာကြီးခွဲအပ်ပြီးကဘာပြက်နေတာကိုထိတ်လန့်ပွဲတွေ့လာရပါတယ်အဲ့ဒီကဘာပြက်ကတ်တာနီထွက်ပြေးရင်းစက်ထဲမှာသတိလက်သွားတဲ့ Alexander ဟာအချိန်ကြီးအကြာကြီးကုံဆုံးသွားတဲ့နောက်နှစ်ပေါင်း8သိန်းကျော်8သိန်း2080ခုနှစ်စီကိုရောက်ရှိသွားပါတယ်အဲ့ဒီခေတ်မှာကဘာကြီးဟာတဘာဝတောတောင်တွေနဲ့ပြန်လဲဖုံးလွှမ်းနေပြီးလူသားတွေဟာအီလွိုင်လွတ်ခေါ်မျိုးနွယ်လေးတွေဖြစ်တောင်ဆောင်တွေမှာနေထိုင်ကြပါတယ်အဲ့ဒီမှာမာရာဆိုတဲ့အမျိုးသမီးလေးနဲ့ခင်မင်ခဲ့ပြီးလူသားတွေဟာမြေအောက်မှာနေတဲ့ Morlocks လို့ခေါ်တဲ့တတော်ဝါဆိုးတွေရဲ့တစားအတော့အဖြစ်အမဲလိုက်ဖမ်းဆီးခြင်းခံရတာကိုသိလိုက်ရပါတယ်မာရာကို Morlocks တွေဖမ်းသွားတဲ့အခါမှာ Alexander ကကယ်ဖို့အတွက်မြေအောက်ကဘာတွေကိုဆင်းသွားပါတယ်အဲ့ဒီမှာ Uber Morlocks လို့ခေါ်တဲ့ခေါင်းဆောင်နဲ့တွေ့ဆုံခဲ့ပြီးသူရှာနေတဲ့အဖြေကိုသိလိုက်ရပါတယ်အဖြေကတော့အမ်မာတေဆုံးခဲ့လို့သာ Alexander ကအချင်းခီးသွားဆက်တူတီထွင်ခဲ့တာဖြစ်တာကြောင့်အကယ်၍အမ်မာသာအသက်ရှင်နေမယ်ဆိုရင်ဒီဇက်ကရှိလာမှာမဟုတ်တော့ဘူးဒါကြောင့်အသိကိုပြောင်းလဲဖို့ဆိုတာဘလို့မှဖြစ်မနိုင်တဲ့ time paradox အချိန်ယုတ်တိပြည့်မှုဖြစ်နေလို့ပါပဲAlexander ဟာအတိတ်ကိုပြင်လို့မရတော့မှန်းသိသွားတဲ့နောက်မှာအတိတ်မှာပဲနှိမ့်မောမတော့ပဲလက်ရှိဘဝကလူတွေကိုကယ်တင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။သူဟာအချိန်ခီးသွားစေရဲ့စွမ်းအင်ကိုအသုံးချပြီးမြေအောက်ကဘာကိုပောက်ကွဲဖျက်ဆီးပစ်လိုက်က Morlocks တရဝါဆိုးတွေကိုအမြင့်ပြတ်အောင်လုပ်ခဲ့ပါတယ်။ဆက်လက်ဖျက်ဆီးသွားခဲ့ပေမဲ့သူကနောင်တမရတော့ပဲမာရာတို့မျိုးနွယ်စီနဲ့အနာဂတ်ကဘာတင်မှာပဲအခြေချနေထိုင်ပြီးလူသားတွေကိုအသိပညာတွေမျှဝေပေးရင်းဇလန်ကပြီးဆုံးသွားပါတယ်။ကျေးဇူးပြုလို့ Movies Knowledge Channel လေးကိုလည်း Subscribe လုပ်ပေးခဲ့ကြပါအောင်ခင်ဗျာ